ကျောင်းမှာတရားလက်စင်လူလူမှာထားထုတ်ခြင်းတွေပေါ့တယ်မလားအဲ့လိုပဲကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Minecraft မှာအမိုင်းရဲမပါဆိုတဲ့ကောင်ကျွန်တော် Minecraft ဖိတ်ခေါ်လာတယ်ဒီအတုံထုတ်တဲ့လူတွေဗလာတော့သိမှာပေါ့နော်ဒီ Han Gaming ဆိုတဲ့ဗလာတာပဲဖြစ်ပါတယ်Hello guys ကျွန်တော်နဲ့လူကပ်ပြောပါတယ် Okay ကျွန်တော်မြေပဲနုံနေရာလေးမှာတော့ spawn လာတယ်ဗျဘေးနားမှာတော့တဲတောင်နေပါတယ်တော့ရှိတယ်ဆိုတော့တပ်ပင်စားခုတ်ဖို့ပဲလောက်ရမှာပဲပေါ့နော်ကျွန်တော်တို့ Minecraft ထုံးတဲ့ဆင်လာရတပ်ပင်ကတော့မခုတ်မဖြစ်ပေါ့နော်โอเคကွာရလာတဲ့ဟာလေးတွေကိုခွဲတိတိပဲလုံးမယ်ခွဲတိတိပဲโอเคခွဲတိတိပဲလုံးပြီးတော့ကျွန်တော်တို့တွေကwooden picket ဟိုဘာနော် wooden picket လုံးမယ်โอเคတော့လေးလုံးမယ် wooden picket let's go wooden picket လုံးမယ်ကြောက်သူโอเคကြောက်တော့သူပါရဲ့ပေါ် block စီမီတိုင်အောင် let's go အတင်းကျောင်းကတော့မှာ Java class အတုံးလေးထည့်ထားတယ်ပေါ့နော်ဒီဝါငါ့ကိုလန့်လို့လုံးဒီမှာကျွန်တော်တခုတောင်းမှရှာရှိတယ်ပေါ့နော်ကျွန်တော်record ရတဲ့ခါမှာကျွန်တော်ညရီထဆော့တာကြတော့ကျွန်တော်လူကြီးတွေအဲ့နေတာအတန်ကြားမဆိုလို့ကျွန်တော်အတန်လေးကုန်ပိတ်ထားတယ်ပေါ့နော်ဒါကြောင့် brother တို့တွေသူ့ရဲ့ရင်ချင်းလို့လာတဲ့ဆဲတန်နေတယ် brother သူကြားရမှာမဟုတ်ဘူးဒါတော့တိခံပြီးတော့ကြည့်ပေးခြင်းဖို့တောင်းဆိုချင်ပါတယ်ဗျโอเคရှင်းမှတော့ရတဲ့ရောတွေ့တယ်ရေကူးပြီးတောင်းရမှာပေါ့နော် let's go โอเคဒီမှာရွာကနေဂုံးစင်းလာတာညတော့ရောက်သွားပြီအဲ့မှာရတော့မယ်ဂရင်းလေးပါလေချပေါ့နော်ဂရင်းပါလေချအဲ့မှာရတော့မယ်ဟာအဲ့ပါဟောပါတော့ဟောလို့ဆိုမှဆရာညရောက်နေပြီဘာလို့အိမ်များတော့တဲ့အဲ့စမှာမနေတော့ဟာမင်းအလိုလိုပဲဒီမှာငါ့ဒီမှာလာရင်ဟောပြန်အိတ်တင်မှာနော်မီငါပဲအဲ့လိုနော် let's go okay မနေ့တော့မိုးလင်းလာပြီကွာအိမ်စားဖို့လုပ်ငန်းစီရတော့ခုံးမြေပုံအောင်ပဲစားရတော့မယ်အဲ့လိုနဲ့ကျွန်တော်လီနေနေ he watching you ဆိုပြီးကျွန်တော်ပြန်ပို့ခဲ့တယ်ဗျဘာတော့ watching you တဲ့ကိုမှာပဲငါ့ကိုစေပြသွားတယ်ဘာဖြစ်ငါအိမ်စားဖို့တော့ကုန်းမြေတစ်ခုတော့ရှားမှာပဲနော် let's go သွားလိုက်အောင်โอเคကွာအိမ်ဆောက်လို့တော့ပြီးပြီရွာလေးဘက်တော့တစ်ချက်သွားကြည့်လိုက်မယ်နောက်ခဏပါပဲနော်နောက်ပြီးအိမ်ပြန်လာမှာပါမနေ့ကတော့ကျွန်တော်စီမှာအီစာလေးထပ်ပေါ်ပြန်တယ်ဝေး what ဘာဖြစ်တာတော့ဒီကောင်ကြီးငါပတ်စာမရမယ်ကွာအခုမှရွာအဖြူကောင်စီးမိပြန်ဝေးနောက်ကတော့စပွန်လာပြီးတော့တဲ့အပေါ်မြင်တယ်ငါလက်စောချရဝတ်တယ်ဒီတွင်းတော့ဝင်စမ်းပါကွာမြန်ဝင်စမ်းငေါမကတော့အဲ့မှာသူကျွန်တော်တခုပြောရတယ်ဗျဒီကဘာမှာကတော့စောက်ထားကြတာဘူးမှမရှိဘူးတဲ့အေးပါကွာကောင်းဘယ်တော့မှချလို့မရဘူးเนาะဒီကောင်ပြန်ပြပါတယ်ဟာမပြပါဘူးလို့တဲ့ကွာနောက်တနည်းညလည်းဒီမေးပေးစပွန်လာပြန်ဘယ်နားမှလည်းမသိဘောရတမရမယ်ဒီကအစီရမလားလာရှုံနေတယ်ဟုတ်တယ်ကွာဘောရတမရမယ်မြားပဲဆိုနေတကယ်ကြောက်ရဟုတ်တယ်နောက်ဒီကောင်ပမာတော့ဟိုမှာ what the hell ဒီကောင်ကျွန်တော်နှိမ်နေမှာဟုတ်တယ်ကောင်ကျွန်တော်နှိမ်နေမှာရမယ်မရဘူးတဲ့ငါလာဆိုချတယ်ဒီကတော့ကတော့ရော့show what the hell subscribe လုပ်ခဲ့အောင်